မှတခါလာခောက်တဲ့လက်တစုံကိုကျွန်တော်မလိုချင်တော့ဘူးဗျာနေချီးထားတဲ့အကျွေးလာတောင်းတာမသားတထောင်းစားရဲ့ Hey, y'all, come look at this. အပြုံးတစ်ချက်နဲ့ရုံထွက်မရအောင်ဖမ်းစားထားတဲ့ညီမလေးရေမေတ္တာတစ်ခုနဲ့800ဘူးလောက် တော်ကီတစ်ပေါက်ကဘောလီတောင်ကျွတ်တယ်အဖိုးကြီးရဲ့အိမ်မှာကြတော့ငါဟင်းချက်တာမစားချင်ဘူးမေးတဲ့မယားကကျွေးတဲ့ဘုတ်ပြုတ်ကြတော့ကောင်းလိုက်တာအချစ်ရဲ့တဲ့မွေးရကျိုးနဲ့တဲ့တထောင်းစားလေးတွေ ငါတို့တွေကန်ကောင်းတယ်နော်ကိုဗစ်လည်းမိတယ်ကိုစစ်လည်းမိတယ်မြင်ငရင်လည်းမိတယ် AI ခိတ်လည်းမိတယ်အခုလက်ကြည့်လေစုံခိတ်မခိတ်လည်းမိထပ်မိပြန်ပြီ လက်ဖွားရရင်ငွေဝင်တယ်တဲ့ဖင်ရရင်ရောဘာဝင်လဲမသိဘူးနော် သိကျင်ရင်အိမ်ထဲလိုက်ခဲ့လေ Yeah, boy. ဖတ်တာအဖိုးကြီးအသက်သာကြီးတာအကျော်ကတော့လူပြိုဘဝတုန်းကလိုပဲဘလို့မှမခံစားနိုင်ဘူး အသေးကွဲရင်ပျောက်တဲ့ဆေးရှိလားအသေးကွဲနေလို့ ရော့စေး အဲ့ဒါအသေးကွဲရင်ပျောက်တဲ့ဆေးလား မဟုတ်ဘူးဖင်ရပျောက်စေးမင်းကဖင်ရနေလို့ဖုံဖုံတပိတော့မသိတာလေးတခုမေးချင်လို့ပါဗျာ မေးပါတက္ကမကြီး ရုပ်နံတည်တယ်ဆိုတာဘာကိုပြောတာလဲဗျာ ရုံနံသေးတယ်ဆိုတာရေနံတုတ်တာကိုပြောတာပါတက္ကမကြီး အမေသမီးချက်အောက်မှာအမွှေးနုလေးတွေပေါက်နေတာအဲ့ဒါဘာဖြစ်တာလဲ ဘာမှဖြစ်ပါဘူးသမီးရဲ့အဲ့ဒါသမီးရဲ့ညီမလေးအရွယ်ရောက်လာပြီဆိုတာပြတာပါ ဟဲ့အငယ်မညီမလေးတော့အမွှေးပေါက်နေပြီတဲ့နင်းညီမလေးရောအမွှေးမပေါက်သေးဘူးလား သမီးညီမလေးကငှက်ပြောသီးတောင်စားတတ်နေပြီမေမေ အဖိုးရာသားတို့မှာကားလေးတစ်စီးလောက်ရှိရင်ကောင်းပါပဲဗျာ ငါလုံးမသားကလည်းစိတ်ကူးရင်တာကို10စီးလောက်ရင်တော့မင်းအမေငါမလုပ်မှမလို့လားမိမညကနင်းနှကန်းကိုနမ်းတာဘာလို့နှကန်းမွေးတွေပေါက်နေတာလဲဆူ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 နဲ့ မသားနင်ညကမူးမူးနဲ့နမ်းတာအပေါ်ငကန်းမဟုတ်ဘူးအောက်ငကန်းဖြစ်နေတယ်ဖုံးမရှိတော့ပြင်းတယ်ပတ်စံ2 တန်းခွဲလောက်တော့ရှိတယ်ဖုံးအကြောင်းနားလဲတဲ့မောင်ကျော်ကြီးစီသွားမေးရမယ်ဘာဖုံးဝယ်တင်လဲလို့မောင်ကျော်ကြီးအဖွားဖုံးဝယ်ကျင်တာ2 ခွဲလောက်ဆိုဘာဖုံးဝယ်တင်လဲဟမ် နှစ်ခွဲလောက်တော့မသွားနဲ့အောင်ဖွာနေပူတယ်ညနေလောက်မှသွားဝယ်လေ မောင်ရင်ကဦးရဲ့သမီးကိုသဘောကျလို့လာတောင်းတာဆိုတော့ဦးလေးမေးစရာရှိတာမေးမယ်ကွာ ဟုတ်ကဲ့ပါဦးလေးမေးပါ ပထမဆုံးမေးချင်တာကမောင်ရင်အရက်တွေဘာတွေတောက်တက်လားမင်္ဂလာကိစ္စအရင်ပြောတော့အောင်ဦးလေးညနေမှအေးဆေးသွားတောက်ကြတာပေါ့ဗျာ မင်းတက်တိရှိရင်ချမလားဟေ့ဟောငါဘက်ကအစင်တင်ပဲမင်းချမလားလို့ဟေ့ကြိုက်တယ်ဒီပွဲမှာမင်းနဲ့ငါ2 ယောက်တည်းဘယ်သူမှမပါအောင်ချမှာကွာချမယ် A few moments later. ချကွာသားကြီးစိတ်ကြိုက်တာဆိုရင်စုံလုံးလူတောက်ရတာချမ်းပါချမ်းပါအရင်မောက်တဲ့ကောင်ကပတ်စံရှင်းပါနော် အဖွားကြီးခင်ဗျားလက်ထက်ဓာတ်စီဘုံကိုထားခဲ့ဘုံဝင်ဒီကောင်မလေးကိုကျုပ်ခေါ်သွားမယ် အဖွားလို့ပါဦး သမီးကြောက်တယ် ဒီမကောင်လေးဒီဒက်စီကိုရဖို့ငါတို့မနဲ့စောစောကနေညနေတာတန်းစီပြီးစောင့်ခဲ့ရတာမင်းသိရလား အဖွားကြီးစကားတွေမရှင်းနဲ့ဗျာဆုံးဖြတ်ချက်ကိုအမြန်ချလိုက်ပါ A few moments later. ကောင်းပြီဒက်စီတော့မပေးနိုင်ဘူးငါသမီးလည်းလင်မရမှာအတူတူဒီမှာပဲထားခဲ့လိုက်မယ် ဖွားဖွားသားကို900လောက်ပေးပါ ဘာ400ဟုတ်လား300နဲ့ဘာလို့မလို့လဲခုလည်း200တောင်းပြန်ပြီငါမှတော့100ပဲရှိတယ် ရော့ငါစိတ်ယူသွား 45ချက်ပြန်ပေး
ဤပေါက်ခါနီးအတန်အကျယ်ကြီးထွက်အောင်ညှစ်ပြီးပေါက်လိုက်ရတဲ့အချိန်ကအဖိုးဘွားရဲ့ဂုံယူကဆုံးအချိန်ပဲ ဒီလောက်ဟာသားတွေဖန်တယ်ပဲနေတာတော့အသေးမပဲသွားရင်နင်တို့တွေလင်မရပါစေနဲ့ဟေးချောင်းစိုးနေလို့ချောင်းစိုးပြောက်ဆေးလာဝဲတာအကျွေမရှိလို့ချိုးခြင်းပြန်အမ်းလိုက်တယ်တဲ့မအေးဘေးစေးဆိုင်ညီလေးတယောက်ရှိတယ်တနေ့မိုဘိုင်းလက်တံဆိုတဲ့ဂိမ်းပဲစော့နေတယ်ဟဲ့နင်တို့ရောစော့လား အဖွားဘလို့ဖြစ်တာလဲ တတောက်မှာနီးပညာမျှဝေရာဆိုပြီးဓာတ်စီကိုယ်တိုင်ထုတ်နေဆိုလို့လိုက်လောက်ကြည့်တာမေ့ပြီးဆေးလိတ်ထပ်ဖွာလိုက်တာပြေးပေါက်ပါမှာရော ညီငါ့ကိုဘယ်လောက်ချစ်လဲလို့ခဏလာမေးတဲ့သူပြောလိုက်မယ်နော်ခင်ဗျားတို့ချစ်တယ်ပြောတိုင်းတော့ပန်းတပွင့်ချင်းတီချမယ်ဆိုရင်ရှမ်းတောင်တိုင်းတော့ပန်းတောင်တိုင်းဖြစ်သွားတယ်ရှမ်းပြည်နယ်တော့ပန်းပြည်နယ်ကြီးဖြစ်သွားနိုင်တယ်